သူတို့ရဲ့အပြင်မှာကကျွန်တော်တို့တအားပုံကျဲလို့ကျွန်တော်တို့ပဲကြောက်သွားမယ်ကျွန်တော်တို့ပဲဆက်မတော်လှန်တော့ဘူးလို့ပဲထင်နေသလားမသိဘူးပေါ့နော်ကျွန်တော်တို့ဟာပြည်သူတွေတအားပင်ပန်းနေပါပြီစိတ်ကောင်စီနဲ့လက်ဝါးချင်းချိန်ပြီးမှပဲလက်ဆွဲနှုတ်ဆက်ပူးပေါင်းအောင်လို့မရဘူးလေကျွန်တော်တို့ပြည်သူတွေပင်ပန်းနေပါပြီစိတ်ကောင်စီကတော့မကြည့်ရတော့ပါဘူးဆိုပြီးမှပုံတွေထပ်မကျဲတော့မှမျိုးလက်နဲ့ချင်းမပြည့်တော့မှမျိုးရွာမိရှို့တော့မှမျိုးမလို့တမ်းပြမှာမဟုတ်ပဲကိုဆရာအခုလိုကျွန်တော်တို့ဒီ The Clatan Post ရဲ့ exclusive interview မှာအချင်းပေးပြီးမှပါဝင်ပေးတဲ့အတွက်ပထမဆုံးကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ဆရာကတော့လူတွေတော်တော်များကဒါမီဒီယာမှာလည်းရှင်းနေထားပြီးသားဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်မေးချင်တာကဆရာအနေနဲ့တော်လှန်ရေးမတိုင်ခင်မှာဒီလူ background ရှိပြီးတော့မှတော်လှန်ရေးစတင်ပြီးတဲ့နောက်ပိုင်းမှာဘယ်လိုရွေးချယ်တဲ့ဒီတော်လှန်ရေးဖက်ကိုပါဝင်လာတဲ့ဆိုတဲ့ဟာလေးကိုမြတ်ပြည်သူပို့ပြီးမှသိရှိအောင်မိတ်ဆက်ပေးနေပေါ့နော်ပြောကြပေးဖို့ကျွန်တော်မေတ္တာရက်ခံချင်ပါတယ်ကျွန်တော်နာမည်ရောမန်စလိုင်းရောမန်မှာမွေးတာကတော့ချင်းပြည်နယ်မင်းတပ်ပေါ့နော်ချင်းမင်းတပ်မှာမွေမင်းတပ်မှာကြီးတယ်ကျွန်တော် background ကတော့ကျွန်တော် education နဲ့ပဲကျွန်တော်ဒီဖိလစ်ပိုင်မှာ undergrad လေးနှစ်ယူတယ်ပေါ့နော် master လည်း education ပဲကျွန်တော် specialize လုပ်တာတော့ curriculum နဲ့ instruction ကို specialize ယူပြီးမှ master ပေါ့ MED ယူတယ်အဲ့ဒါပြီးတော့မှမြန်မာနိုင်ငံကိုပြန်လာပြီးဒီ UNESCO မှာပေါ့နော်အလုပ်လုပ်ဖြစ်တယ်အဲ့တော့ကတော့ပါပေါ့ NLD ဆိုရပေါ့နော်နိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုတွေမျိုးတဲ့မှာပညာရေးမှာတော့ကျွန်တော်လည်းပါဝင်တာပေါ့လေဒီ UNESCO နဲ့တူပေါ့နော်အဲ့လိုမျိုးလုပ်ရင်းနဲ့မှာအာနာသိန်းတော့ဆန္ဒပြကြတယ်ပေါ့နော်ဆန္ဒပြရင်းနဲ့မှာပြစ်တာခတ်တာတေးတာခြေတာတွေဖြစ်လာတော့ဒီဒေါ်လိုင်းကလက်နဲ့ကန်ရမယ်ဒေါ်လိုင်းကဒီထက်ပိုမှဆန္ဒပြရုံ CDM ဝင်ရုံနဲ့မပြီးဘူးပေါ့နော်ဆိုတဲ့အတွက်ကြောင့်ဆိုပြီးမှကျွန်တော်ဒီ UNESCO အလောက်ကနဲ့ထွက်လိုက်ပြီးမှအတောင်ပေါ်ပြန်လာတယ်ဒီ2021 February လအဆိုင်မှာဆန္ဒပြတယ်ပေါ့လေ2021မတ်လလောက်ကနေကျွန်တော်မင်းတပ်ကိုပြန်လာတယ်အဲ့ဒီမတ်လနဲ့ပြန်လာမှဒီနေ့ဒီပဲတောက်လျှောက်ပေါ့နော်ဒီ CDF မင်းတပ်မှာတော့၎င်းဒီမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးပေါ့နော်ပါဖမှာတော့၎င်းတောက်လျှောက်ပါဝင်လာတာပေါ့လက်ရှိမှာတော့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးရဲ့မြို့နယ်အုပ်ချုပ်ရေးမှုဖြစ်ပေါ့နော်တာဝန်ယူနေတဲ့ဒီချင်းကြီးနောင်ချင်း brotherhood မှာတော့ဒီပြောရေးဆိုခွင့်ရသူဖြစ်နေပေါ့နော်ချင်းကြီးနောင်မှာလည်းကျွန်တော်အဲ့လိုမျိုးဒေါ်လိုင်းမှာဆက်ပါဝင်နေတယ်ပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့ဒီဆရာတဲ့တော်တော်စိတ်ဝင်စားစရာကောင်းတာကဆရာအနေနဲ့ဒီအရှင်ဒီအာနာသိမ့်မှုမတိုင်ခင်မှာကတော့နိုင်ငံကြီးအဖို့ရှိမှလေတိတ်ဆက်မရှိဘဲနဲ့ education background နဲ့ဖြစ်တယ်ဒါမဲ့တကယ်နိုင်ငံအရေးဆောင်ရွက်ဖို့လိုလာတဲ့အချိန်မှာတကယ်စီတန်ကလည်းလက်နက်ကင်ဖို့အထိပေါ့နော်ရွေးချယ်လာတယ်ဆိုတော့အခုချိန်မှာဆိုရင်တော့တော်တော်လေးဒီမင်းတမျိုးသိမ့်တဲ့ချိန်မှာတော့3နှစ်ကျော်လောက်သေးပဲရှိသေးတဲ့ဒါလက်နက်ကင်တော်လှန်ရေးအင်အားစုအတိတ်ကနေပြီးတော့မှဒါမြို့ခရိုင်စင်မြို့ကြီးကိုလည်းဒါသိမ့်ပြနိုင်တဲ့ဟာလည်းကျွန်တော်တို့တွေးရတော့တိတ်မတန်ဂုဏ်ယူတယ်ဒါဆရာတို့လှုပ်ဆောင်နိုင်ဆုံးပေါ်မှာလည်းချင်းပြည်သူတွေကောနောက်ပြီးတော့မှတော်လှန်ရေးအားပေးတဲ့တော်လှန်ပြည်သူတွေအားလုံးလည်းတော်တော်လေးဂုဏ်ယူနေကြတာကျွန်တော်တို့သတိထားမိတယ်ဆိုတော့ဆရာအနေနဲ့အခုလက်ရှိမြို့ပေါ်ထီကိုလည်းသိမ့်နိုင်ပြီးမှဆရာကိုယ်တိုင်လည်းဒီအုပ်ချုပ်ရေးရန်တရားကိုဥဆောင်နေတဲ့သူဖြစ်တဲ့ခါကျတော့အခုလက်ရှိတော်လှန်ရေးမှာပါဝင်လာတဲ့အချိန်မှာတော်လှန်ရေးရလဒ်ကိုဘယ်လိုမျှော်မှန်းထားတယ်လဲအခုဆရာရောက်နေတဲ့တော်လှန်ရေးအခင်းချင်းကရောဒီဆရာမျှော်မှန်းထားတဲ့တော်လှန်ရေးရလဒ်နဲ့ဘယ်လိုအတိုင်းတာရှိနေပြီလေအဲ့ဒါနေချိတ်ပြီးတော့မှဒါဆရာတကူတွေးလေးဆွေးနွေးပေးပါအောင်တကယ်အကုန်လုံးပေါ့နော်တကယ် 1% 1 package နဲ့ပြောမှဆိုရင် peace နဲ့ prosperity ပဲဆိုတော့အဲ့ဒီအတွက်ပဲကျွန်တော်တို့တိုက်ပွဲတွေတိုက်နေရတယ်ဘယ်လိုမျိုးအလုပ်တွေလုပ်နေရတယ်ပေါ့နော်လက်ရှိအခြေအနေကကျွန်တော်တို့အခြေအနေကတော့နည်းနည်းတော့ပုံပေါ်လာပြီပေါ့လေဒါပေမဲ့ကျွန်တော်တို့မှလည်းနေ့စဉ်နဲ့ညပုံကျဲခံရတယ်လေပုံကျဲခံနေရလို့သူတို့တွေကတော့ကြောက်သွားလိမ့်မယ်အားငယ်သွားလိမ့်မယ်ဆိုတဲ့အထင်မျိုးနဲ့ပုံကျဲကြတယ်နဲ့တူပါတယ်ကျွန်တော်တို့မှာကျတော့ဒီလိုမျိုးပုံကျဲခံတဲ့အတွက်ကြောင့်ငါတို့အလုံးမပြီးသေးဘူးဆက်လုပ်နေရမယ်စစ်မိတ်ဆာတွေပေါ့နော်အမြင့်မဖြုတ်သေး၍ငါတို့ဘယ်တော့မှမလွတ်မြောက်ဘူးပေါ့နော်ကို့မြေကိုယ့်ရဲ့ပူပေါပိုင်မျိုးမှာချင်းပြည်မှာပါမရှိတော့ရင်တော့မှပဲရန်ကုန်မှာနေပြည်တော်မှာမန္တလေးမှာရှိနေလို့မရဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့လက်ရှိအောင်မြင်မှုပေါ့နော်လက်ရှိရထားတဲ့အောင်မြင်မှုတိုင်းတာကနေတနင်္ဂနွေလုံးတိုင်းတာထိဒီစစ်အာဏာရှင်ဘလို့မြင့်ပြောင်းလုပ်မလဲပြည်သူတွေတကယ်လူလားတောင့်တတဲ့ဒီငြိမ်ချမ်းမှု
တိုးတက်ကြီးပွားသာယာမှုတရားမျှတမှုကိုဘယ်လိုဆောင်ကျဉ်လာပြီးမလဲဆိုတော့ဖြစ်ပေါ်လာတဲ့နိုင်ငံရေးရည်ချီနေပေါ်မူတည်ပြီးမှရှေ့ဆက်သွားကြဖို့ပဲဖြစ်မှာပါခင်ဗျ ဟုတ်ကဲ့ဆရာခုလောလောဆယ်ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့အစုံလုံးကိုကြည့်မယ်ဆိုရင်ချင်းပြည်မှာဆိုရင် CCCB ဆိုပြီးမှဖက်ပုံစံမျိုးဖြစ်နေတော့လေနှစ်ဖက်စလုံးရဲ့ထင်းချုံမှုနေမျိုးကိုကြည့်မယ်ဆိုပြန်ပေါင်းလိုက်မယ်ဆိုရင်တော့ဒါချင်းပြည်နယ်ရဲ့ကိုစီရခိုင်မှုလို့တော့တင်စားလို့ရမယ့်အနေအထားဖြစ်နေပြီပေါ့နော်ဆိုတော့ဒီလိုအခြေအနေအထိကိုချင်းကတော့မှအောင်မြင်လာတယ်နော်ပြမဒီမြန်မာနိုင်ငံတစုံလုံးမှာဆိုရင်တော့ဒါပုံမူပြတသားနဲ့ကိုဒါနိုင်ငံရေးရည်မှန်းချက်ထားပြီးတော့မှတိုက်ထုတ်နေတယ်လို့ကျွန်တော်တို့ဒါအများကယုံကြည်ထားတဲ့ ULA တို့ဟာမျိုးဆိုရင်လည်းဒါကိုစေရခါတော့ဖန်ရှိတယ်ဆိုတော့ကချင်ဆိုရင်လည်းအနေနဲ့ထင်းချုံမှုတွေလှုပ်လာနေတဲ့အနေအထားဖြစ်တယ်ဆိုတော့ဒီလိုအခြေအနေရောက်ရှိနေတဲ့အခြေကာလမှာအခုအင်းချင်းနိုင်ငံတွေကဖြစ်နိုင်ငံတကာတွေကဖြစ်ကျွန်တော်တို့မြန်မာနိုင်ငံတွေအပေါ်မှာတုတ်ပြန်လာမှုကကျွန်တော်တို့ဒီမိခွန်းထုတ်စရာတွေဖြစ်လာတယ်အခုငလင်လှုပ်ခတ်မှုဖြစ်ပေါ်ပြီးတဲ့နောက်ပိုင်းမှာဆိုရင်တငလင်အကြောင်းပြုတဲ့လူသားရှင်းစာနာထောက်ထားမှုအကြောင်းပြုပြီးမှစကားစနဲ့ပို့ပြီးမှနိစ္စတဲ့ဆက်ဆံကြီးဟာမျိုးတိဆောက်လာမှုတွေတချို့ရှိလာဆိုတော့ကျွန်တော်တို့ရဲ့အောင်မြင်နေမှုပိုင်းမှာဆိုဆရာတို့ကိုတွေ့တကယ်ဥရှိဥဆောင်လုပ်နေတဲ့သူဖြစ်တယ်ဆိုတော့ဒီပုံမှန်နိုင်ငံတကာကမြင်နေတဲ့အမြင်ကကျွန်တော်တို့အောင်မြင်မှုနဲ့သူတို့ရဲ့အမြင်နဲ့ကဒါတစ်ထပ်ထမကြသလိုဖြစ်နေတာပေါ့နော်ဆိုတော့ဒီအပေါ်မှာဘယ်လိုမြင်တယ်လဲသူဖြစ်အင်းချင်းနိုင်ငံတွေကအနေနဲ့ကျွန်တော်တို့မြန်မာနိုင်ငံအခင်းချင်းပေါ်မှာတုံ့ပြန်မှုပေါ်မှာဘယ်လိုမြင်တယ်လဲအဲ့ဒါလေးတုံ့တက်ပေးပါကျွန်တော်တို့လက်ရှိအောင်မြင်မှုတွေဆိုတာကိုသူတို့မသိဘူးမဟုတ်ဘူးသိပါတယ်ဒါပေမဲ့ဒီအောင်မြင်မှုတွေဒီ sustainable ဖြစ်သလားသူတို့ကတော့ရေရှည်ကြည့်တဲ့လူတွေလေဥပမာလွတ်လပ်ရေးခေတ်ကာလတုန်းကဆိုရင် KNU KNDO အနေနဲ့မြို့ပေါင်း45မြို့လောက်သူတို့သိမ်းနိုင်ခဲ့တာပဲဒါပေမဲ့အဲ့45မြို့လောက်သိမ်းနိုင်ခဲ့တာဘယ်လောက်ကြာခံခဲ့တယ်လဲပြီးတော့မှဘယ်လိုမျိုးပြန် run တယ်လဲစစ်ကောင်စီမရှိတော့ဘူးပေါ့နော်စစ်ကောင်စီကိုတိုက်ထုတ်လိုက်တယ်စစ်ကောင်စီတိုက်ထုတ်ပြီးသားနေရာမှာဘယ်လိုမျိုး administration တွေရှိလာတယ်လဲဘယ်လိုမျိုး public service တွေရှိတယ်လဲဘယ်လိုမျိုး infrastructure တွေကျန်းမာရေးပညာရေးပြီးတော့မှဒီ judicial process ဘယ်လိုရှိလာတယ်လဲပြီးတော့မှဒီ law making တွေပေါ့နော်ဘယ်လိုရှိတယ်လဲဆိုတာမျိုးကိုသူတို့စောင့်ကြည့်ကြအောင်မယ်ထင်တယ် international landscape တော့၎င်း regional landscape တော့၎င်း political scenario ကိုကျွန်တော်တို့လိုအပ်တယ်လို့ကျွန်တော်တို့ယုံကြည်တယ်လို့ပြောင်းလဲနိုင်မှာတော့မဟုတ်ဘူးတကယ် reality နဲ့ကျွန်တော်တို့ဘယ်လိုဆက်ဆံနိုင်မလဲဘယ်လိုကျွန်တော်တို့ရဲ့အခြေအနေဘယ်လိုဆွဲခေါ်လာမှလဲကျွန်တော်တို့ဘယ်လိုမြင့်တင်လာနိုင်မလဲဘယ်လိုချိတ်ဆက်နိုင်မလဲဆိုတာကကျွန်တော်တို့ရဲ့အောင်မြင်မှုဘယ်လောက်ခိုင်မာတယ်လဲဘယ်လောက်ရည်ရှိဖြစ်မလဲကျွန်တော်တို့ဘယ်လောက်တိဆောက်ချင်ကြတယ်လဲကျွန်တော်တို့ဘက်ကပဲကိုလို့ဆက်ရှယ်လုပ်ပို့လို့ရပေါ့နော်အိန္ဒိချင်းနိုင်ငံတွေကိုအားမရနေလို့ကျွန်တော်တို့ကသူတို့ကကျွန်တော်တို့ဘာ accountable မှမရှိဘူးလေသူတို့ကကျွန်တော်တို့ဘာမှအကျွေးတင်နေတာမရှိဘူးလေအဲ့လိုမျိုးလက်တွေ့ကြကျွန်တော်တို့ပြုပြင်ပြောင်းလဲလာဖို့နိုင်ငံတကာချိတ်ဆက်လာတဲ့နိုင်ငံတကာယုံကြည်လာတဲ့နိုင်ငံတကာလက်တွဲအလုပ်လုပ်လို့ရတဲ့အဖွဲ့အစည်းဖြစ်လာဖို့ဒီဆောက်ကြဖို့ပေါ့နော်အဲ့လိုမျိုးလိုမယ်လို့ထင်ပါတယ်အဲ့မှာတကယ်လေးစိတ်ဝင်စားစရာကောင်းပြီးမှတကယ်လေးလက်တွေ့ဖြစ်တဲ့ဟာလို့ကျွန်တော်ဒါယူဆတဲ့ကတကယ်အင်းချင်းနိုင်ငံတွေပါဝင်နိုင်ငံတကာတွေတော်တော်များကဒါသူတို့ interest နဲ့တွားကြတယ်တကယ်အနောက်နိုင်ငံတွေလောက်ကပဲဒီ democracy စံတန်ဖိုးတွေနဲ့ပြောပြီးတော့မှသူတို့ကူညီနိုင်တယ်လို့လေတန်နိုင်တယ်လို့ကူညီတယ်အင်းချင်းနိုင်ငံတွေပြန်ကြည့်မယ်ဆိုရင်လေအင်းချင်းနိုင်ငံတော်တော်များကအာဏာရှင်နိုင်ငံဖြစ်တယ်အိန္ဒိယကလွေးလို့ပေါ့အခုချိန်မှာကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေကလည်း Federal Democracy ဆိုတဲ့နိုင်ငံရေးစနစ်ကိုတွားချင်တဲ့အင်အားစုကပုံများတယ်ဆိုတော့ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေက Federal Democracy စံတန်ဖိုးကိုအခြေခံပြီးတော့တော်လှန်ရေးလုပ်ကြတယ်ဒီ Democracy စံတန်ဖိုးတွေ Federal စံတန်ဖိုးတွေကိုအခြေခံတဲ့နေရာမှာအိန္ဒိယနဲ့ဆိုရင်တော့သူတို့ရဲ့အိန္ဒိယနိုင်ငံရဲ့စံတန်ဖိုးနဲ့ထပ်တူကြတယ်လို့ယူဆချက်ရှိတယ်နောက်တစ်ဖက်မှာကျွန်တော်တို့တော်လှန်ရေးလုပ်နေတဲ့အချိန်မှာအထူးသဖြင့်တရုတ်ကိုမဆန့်ကျင်တော်များလေတရုတ်အရန်လွှမ်းမိုးတဲ့ဟာကိုမလိုချင်တဲ့အင်အားစုတွေကကျွန်တော်တို့မြန်မာနိုင်ငံမှာများလာတယ်ဆိုတော့အဲ့ဒီနေရာမှာဆိုရင်လည်းဒါအိန္ဒိယနဲ့ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေကတစ်ထပ်ထစ်ကြတယ်လို့ဆိုလို့ရတယ်နောက်တစ်ဖက်ချမ်းမှာဆိုတော့ဒီနေမြေထင်းချုံမှုဟာမျိုးတွေကျွန်တော်တို့လုပ်လာတဲ့အချိန်မှာဆိုရင်လေရှမ်းမြောက်ဖက်မှာဆိုရင်တရုတ်ကသူ့အကူအညီနဲ့ပေါ့နော်လက်နက်ကိုင်အင်အားစုတချို့ကိုနေမြေထင်းချုံနိုင်အောင်သူကူညီပေးပြီးတော့မှသူ့ရဲ့ interest ကိုနီလန်ပေါင်းစုံတဲ့သူကြိုက်တွေ့တဲ့ဟာတွေကဒါကျွန်တော်တို့ဒါမြန်မာနိုင်ငံနဲ့မြေအတွင်းမှာမြင်နေတဲ့ဟာဖြစ်တယ်ဆိုတော့အဲ့ဒီဟာမျိုးအခင်းကြီးဟာမျိုးလေအိန္ဒိယဖက်ချက်မှာပေါ်လာတယ်လို့ကျွန်တော်တို့ဆိုလို့ရတာပေါ့နော်ချင်းကလည်းနေမြေထင်းချုပ်လာတယ်ရခိုင်ကလည်းနေမြေထင်းချုပ်မှုကြီးလာတယ်စကိုင်းတိုင်းမကွေးတိုင်းဆိုလည်းနေမြေထင်းချုပ်မှုရှိလာအချင်းပြင်းနေဆိုလေဆိုတော့ဒီတိုင်းပြောမယ်ဆိုစန်တန်ဖို့အရာဒါလေတူတယ်လို့ပြောလို့ရတဲ့ဟာဖြစ်တယ်ဆိုတော့အခုလက်ရှိအိန္ဒိယရဲ့ယက်တီချက်ကမအားပြကြည့်မယ်ဆိုစကားစားနဲ့လွန်ခဲ့တဲ့ရပိုင်းအတွင်းမှာပဲဒါ BIMSTEC
ဒါထိပ်သီးစည်းဝေးမှာတွေ့ဆုံခဲ့တဲ့ဟာတွေလေကျွန်တော်တို့တွေ့နေရတော့လက်ရှိအိန္ဒိယရဲ့ရည်တည်ခြင်းနဲ့ပတ်သက်ပြီးရှာအနေနဲ့တဲ့အကြအားရကျေနပ်မှုရှိလာဒီပေါ်မှာတစ်ချက်သူ interest အနေနဲ့သူလုပ်တယ်ဆိုပေမဲ့သူ interest အနေနဲ့စကားပူကိုင်းနေတာလားကျွန်တော်တို့ပူကိုင်းနေတာဒီပေါ်မှာချိတ်ပြမှနဲ့သုံးသပ်ပေးကြည့်လို့ရမှာ အိန္ဒိယမှာပြောမှဆိုလည်းဒီပြည်နယ်အစိုးရနဲ့ဗဟိုအစိုးရပေါ့နော်ပြည်နယ်အစိုးရကတော့ politically အရာမဝင်တော့မှဒီ culturally အရာပေါ့နော်ကျွန်တော်တို့အနေနဲ့အများကြီးသူတို့ကူညီတာရှိတယ်လေအများကြီးသူပါဝင်ဒီစစ်ပေးရှောင်တွေလက်ခံပေးတယ်ဒါဟိုဒီကျန်းမာရေးဆိုင်ရာတာဝန်ပညာရေးပေါ့နော်ဆိုင်ရာဒီအမျိုးဒီလူသားချင်းစာနာထောက်ထားကူညီမှုဆိုင်ရာအဲ့ဒါမျိုးတွေအများကြီးသူလက်ခံထားပေးတယ်ကူညီပံ့ပိုးထားပေးတဲ့အပိုင်းတွေရှိတဲ့အတွက်ကြောင့်ဒါတစ်ပိုင်းပေါ့နော်ဒီ2025ဝန်းကျင်လောက်ဆိုတော့နည်းနည်းပါးပါစူးစမ်းမေးမြန်းတာလေးတွေရှိတယ်ပေါ့နော်အခုမဏိပူကအမတ်တို့ဒီမီဇိုရမ်ကအမတ်တို့ပေါ့နော်ကပေါ်ချန်ဝက်နဲ့ပတ်သက်လို့ဟိုဟာဒီဟာတွေပြောတာဆိုတာရှိပါတယ်ဒီဘင်္ဂလားဒေ့ရှ်ကအိန္ဒိယကသူတို့ရဲ့ပါဝင်ပတ်သက်မှုတွေကအဲ့လောက်ကြီးမမြန်ဆန်မှုမရဲတင်းမှုမပွင့်လင်းမှုပေါ့နော်အဲ့လိုကြီးနဲ့စောင့်ကြည့်ရှင်နေသေးတဲ့သဘောမျိုးလို့ကျွန်တော်တို့မြင်တယ်ကျွန်တော်တို့ဒီလောက်ထိတော့မှနိုင်ငံတကာရဲ့အကူအညီရဲ့လို့ဘာမှမရှိဘဲနဲ့ရောက်လာတာပဲကျွန်တော်တို့ဒီမှာဥပမာဆိုမင်းတပ်တို့ complete တို့ဆိုကြည့်ပါနိုင်ငံတကာအဖွဲ့အစည်းဒီစီကနေရတာတပြားမှမရှိပါဘူးဒီတွန်းဖွဲ့စည်းဖြစ်တဲ့ NUG ကတော့မှဘာမှလောလောလထောက်ပံ့ကူညီတာဘာမှမရှိခဲ့ဘူးကျွန်တော်ကိုတူးကိုချွန်းနေပေါ့နော်ရုံးကံမှာဒီထိရောက်လာတယ်ကျွန်တော်ဒီကြားထဲမှာနိုင်ငံကြီးတွေကြားထဲမှာကြားညံ့မှသွားဖို့ပေါ့နော်နိုင်ငံကြီးတတိကြီးကြီးနဲ့ဆက်သွားဖို့အဲ့လိုမျိုးဓာတ်တွေကိုကျွန်တော်လက်တွေ့ချချင်းကပ်ပြီးမှကျွန်တော်တို့ကတရုတ်မလို့ဒရိုင်းမုန်းလိုက်လို့မရဘူးအိန္ဒိယမလို့ဒီမိုကရေစီနိုင်ငံဆိုပြီးမှပြေးဖက်ဖို့လည်းမဟုတ်ဘူးနိုင်ငံကြီးတွေကြားထဲမှာကြားညံ့မှသွားဖို့ပြီးတော့မှအိန္ဒိယရဲ့ချင်းကပ်မှုမှာအားရတယ်မရတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့တော့ self sufficient ဖြစ်ဖို့ကိုကျွန်တော်တို့စူးစမ်းချင်တယ်အိန္ဒိယကိုလောလောဆယ်အားမရဘူးလည်းပြောလို့ရတာပေါ့နော်တစ်ဖက်ကကျတော့လည်းဘယ်ချိန်ဘယ်လိုမျိုးနေမှာအားရလာမယ်လို့လည်းပြောရခက်ပြန်တယ်ကျွန်တော်တို့အနေနဲ့ရိုးချင်းတွေ့မယ်ဆိုတော့အိန္ဒိယအနေနဲ့ကျွန်တော်တို့လေရင်ပြစ်လက်နဲ့တကူလုံးလာပုံပေးလိုက်ပေါ့နော်လက်နဲ့ခဲနဲ့အကုန်လုံးပေးဆိုရင်တော့ကျွန်တော်တို့ရှင်းပြောရင် man pad တီတာလာပြီးရင်စစ်ကောင်စီကလီရင်တာမသုံးနိုင်တော့ဘူးဆိုတာဒီခုနဲ့တင်ကိုကျွန်တော်တို့5 6လအတွင်းလုံးဝကြာသွားမှာပဲကျွန်တော်တို့ရဲ့ဒီနိုင်ငံရဲ့ဖွဲ့စည်းရစပေါ့နော်တကယ်တော်လှန်ရေးရဲ့အနှစ်သာရတွေပေါ့ဘယ်လောက်သစ္စာဆောင်သိကြမှာလဲဘယ်လောက်မှန်ကန်တဲ့စစ်မှန်တဲ့ဖွံ့ဖြိုးတိုးတက်မှုကိုဥတည်တယ်လဲကျွန်တော်တို့ဘယ်လောက် serious ဖြစ်တယ်လဲကျွန်တော်တို့ဘယ်လောက် committed ဖြစ်တယ်လဲဆိုတာတို့တစ်ဖက်ကလည်းကြံစောင့်ကြည့်ကြအောင်မထင်နဲ့အဲ့ဒီအတွက်ကြောင့်ပေါ့နော်ပြောချင်မှုပေါ့နော်တစ်ဖက်ကလည်းသူတို့အနေနဲ့ဒူဝေးနေတာကိုလည်းနားလည်တဲ့သဘောမျိုးပါအဲ့လိုအထူးသဖြင့်တော့အိန္ဒိယလိုမျိုးပေါ့နော်ကျွန်တော်တို့ဒီသုံးသက်သူတွေရဲ့အမြင်တော်တော်များမှာလေဒီမြန်မာနိုင်ငံတော်လှန်ရေးကနောက်ဆုံးပိတ်ရလာထွက်တဲ့ဟာပေါ်မှာအိန္ဒိယနဲ့တရုတ်လောက်ကတော့အနောက်နိုင်ငံမှာပါတော့အိန္ဒိယတရုတ်လောက်ကတော့ကြည်ကြည်နဲ့ရှိနိုင်ဖို့ကလည်းလှုပ်တယ်ဒါပေမဲ့အိန္ဒိယရဲ့ခြေလှမ်းကြီးကလောလောဆယ်ခြေနေရအစောနာဆရာသုံးသက်တယ်လို့ကြော်လေးနဲ့နှင်းနေတဲ့အနေထားဖြစ်တော့ဒီပေါ်မှာဒီကူညီချင်းမကူညီချင်းဆိုတဲ့နေရာမှာလေဒီတရုတ်ရဲ့ interest ကိုလည်းမထိခိုက်ပဲနဲ့အိန္ဒိယကလည်းကျွန်တော်တို့အင်းနီချင်းနိုင်ငံလေးဖြစ်တဲ့နေဆက်ဒေသထိစတဲ့နေရာနိုင်ငံဖြစ်တဲ့အတွက်အိန္ဒိယကလည်းသူလိုချင်တဲ့ကာဏတချို့ရှိမှာပဲဆိုတော့သူလိုချင်တဲ့နိုင်ငံကြီးရလာလက်တချို့ရှိနေမှာပဲဒီဟာမျိုးပေါ်မှာအိန္ဒိယအနေနဲ့ကျွန်တော်တို့ဒေါ်လာရှိအင်အားစုတွေနဲ့လက်တွေ့ပုံမှာချိတ်စစ်လောက်ကင်လို့ရတဲ့ဟာမျိုးတွေကဘယ်လောက်ထိရှိမလဲအဲ့ဒါမျိုးတွေဥပမာဆောနာဆရာပြောတဲ့အထက်မှာလည်းပါတယ်ကောင်းကင်ဘောကလေရင်ကိုထိနိုင်ဖို့အတွက်ပစ္စည်းရောင်းပေးရင်ယုံတဲ့တင်ကိုဒါတော်တော်လေးကိုအလုပ်ပြီးမဲ့ဟာမျိုးဖြစ်တယ်ဆိုတော့တခြားဟာရောအသေးစိတ်ပုံစံမျိုးပုံစံနဲ့အိန္ဒိယနဲ့ကျွန်တော်တို့ဒေါ်လာရင်းနဲ့တရုတ်interest ကိုလည်းမထိမြန်မာနိုင်ငံမှာတရုတ်လိုချင်တဲ့ဟာရောမြန်မာပြည်သူတွေလိုချင်တဲ့ဟာရောအိန္ဒိယလိုချင်တဲ့ဟာရောအကုန်လုံးရလက်မှန်ကန်ထွက်နိုင်ဖို့အတွက်ဒါအိန္ဒိယနေနဲ့ဒေါ်လာကြီးအင်အားစုတွေနဲ့ပူးပေါင်းတယ်ဆိုရင်ဘာအကျိုးမြတ်ရနိုင်ချေရှိတယ်လဲဆိုတဲ့ဟာလေးသုံးသပ်ပေးပါဦးကျွန်တော်တို့အနေနဲ့တကယ်ရေရှည်တည်တံ့ခိုင်မြဲတဲ့နှစ်ဖက်လုံးကိုဘယ်တော့မှအရှော့မပေးရမယ့် principle တချို့ဒါပေမဲ့နှစ်ဖက်လုံးနဲ့အရှော့တင်းလို့ရ principle တချို့ကိုရှင်းရှင်းလင်းလင်းနားလည်ထားဖို့ပေါ့နော်ဒါပေမဲ့တစ်ဖက်မှာကကျွန်တော်တို့အနေနဲ့ဒီနေမြေကိုကောင်းထိမ့်သိမ့်နိုင်ခြင်းမရှိဘူးမရသေးဘူးဆိုရင်တော့ဒီလိုမျိုးဟာတွေထွက်လာမှာမဟုတ်ဘူးအရှင်းဆုံးပြောရင်ကျွန်တော်တို့က territory နဲ့ people ပဲဒီသူတွေနဲ့ဒီနေပေတွေကိုတကောင်းနေမြေစုံမှုရတယ်ဒီသူတွေနဲ့စီးလုံးမှုထောက်ခံမှုရတယ်ဆိုတဲ့ဘိုင်းမှာပေါ့နော်အဲ့ဒီမှာတကယ်ရေရှည်ပေါ့နော် consistent ဖြစ်လာတယ် long term ဖြစ်လာတယ်ဆိုရင်တော့ဥပမာဆိုအိန္ဒိယခုနောက်ပိုင်းနဲ့စကားပြောလာတယ်အိန္ဒိယနဲ့ချိတ်ဆက်လဲဆိုတာဘာကြောင့်လဲဆိုတော့ control area တွေရှိလာလို့ပဲခြေပြန့်လာလို့ပဲအဲ့ဒီအတွက်ကြောင့်ပဲသူတို့အရင်ကတည်းကပိုစိတ်ဝင်စားလာတာတရုတ်ဖြစ်ဖြစ်အိန္ဒိယဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့ပြည်တွင်းမှာပဲတကယ် solid ဖြစ်လာတယ် consolidate ဖြစ်လာတယ်ပေါ့နော်တဖြည်းဖြည်း
ကျွန်တော်အထင်တော့ဒီစစ်ဘရင်တွေပေါ့နော် warlords တွေဖြစ်နေတယ်ဖယိုဖယဲဖြစ်နေတာရှိနေတယ်ခပိုက်ဆောင်တပ်ဖွဲ့နေဘာနဲ့ညာနေပေါ့နော်ဒါတွေကတော်လှန်ရသူ့အလိုလျောက်စစ်ထုတ်သွားမှာပဲတချင်းချင်းကြရင် chaos to order ပေါ့နော်ဖယိုဖယဲကနဲ့စနစ်ကြတဲ့ဘက်ကတပြေးပြန်သွားမှာပဲတော်လှန်ရအဲ့လိုပဲသွားမှာပါအဲ့ဒီမှာပဲ order ကိုပြန်သွားတဲ့အချိန်မှာပဲစစ်ကောင်စီကပြန်အကုန်လုံးပြန်ထိန်းသိမ်းထားရင်စစ်ကောင်စီက order ကို dictate လုပ်သွားမှာပေါ့တော်လှန်ရေးအင်အားစုတွေနိုင်သွားရင်လည်းပဲနောက်တော့ကြာ order ဘက်ကိုပြန်သွားမှာပဲကိုလိုဟိုတပူဘယ်လိုပြောမလဲပူတထောင်နိုင်ငံလို့ဖြစ်လို့မရဘူးဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ပြန်သွားပြီးတဲ့နောက်ပိုင်းမှာအိန္ဒိယကိုလည်းဒီမိုကရေစီအင်အားစုဆိုပြီးမှတအားကြီးပေါ့နော်ဝမ်ပန်တာအားကိုးစရာလည်းမဟုတ်ဘူးတရုတ်တီလည်းပဲဒါဘယ်လိုပြောမလဲဒီကွန်မြူနစ်ပေါ့နော်ဒါအဲ့လိုမျိုးပေါ့အာနာရှင်ဆိုပြီးမှလည်းလုံးဝသူတစ်ဖြစ်ပေါ့နော်အနောက်မီဒီယာရဲ့ပုံဖော်မှုအတိုင်းကျွန်တော်တို့အမြင်ကပ်ဖို့မဟုတ်ဘူးနှစ်ဖွဲ့လုံးနဲ့ကောင်းကောင်းမွန်မွန်ချိတ်ဆက်ပြီးမှအလုပ်ဖြစ်နေတာလည်းအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့နွားရှိထွန်ကျူးမဖြစ်အောင်ပေါ့နော်ပြောချင်တာကဟိုနိုင်ငံခြားနဲ့ပဲကျွန်တော်တို့နိုင်ငံခြားနဲ့ပဲအစိုးရလှမ်းလုပ်နေတာမျိုးနိုင်ငံခြားနဲ့ပဲ Zoom meeting နဲ့ပဲနိုင်ငံကိုစီမံခန့်ခွဲနေမျိုးတော့မရဘူး data တော့မှတကယ် data ထိန်းချုပ်နေမြေတွေနဲ့စိုးမျိုးမှုနဲ့တကယ် institution တွေတိစောက်ပြီးမှဟိုဒီပြည်သူ့ဝန်ဆောင်မှုတွေပေးရင်းနဲ့မှတဖြည်းဖြည်း on ground မှာပဲ consolidate ဖြစ်တဲ့အဖွဲ့အစည်းတွေနဲ့ပေါ့နော်ဟိုသဘောထားကြီးကြီးအမြင်ကျယ်ကျယ်နဲ့တရုတ်ကောအိန္ဒိယကောမြန်မာအကုန်လုံးဝင်းဖြစ်နိုင်တဲ့အခြေအနေမျိုးတွေအများကြီးရှိတယ်လို့ကျွန်တော်မြင်ပါတယ်မလို့တော့စေတော့ကျွန်တော်တို့ကအခုချိန်အဲ့လိုမျိုးရှိပါလေဂရီပေးလေသူကယုံချင်မှယုံပါလေမင်းတို့ဟာတွေကကိုယ့်နယ်မြေတော့ကိုပြန်မထင်းသိနိုင်ပဲနဲ့ကိုမျိုးတော့ကိုပြန်မရသေးပဲနဲ့ဆိုပြီးမှပဲမြင်ပါပဲကျွန်တော်တို့နေနဲ့ NUG အဲ့လိုလည်းမြင်ကြတယ်နဲ့တူပါတယ်ဟိုဘယ်လိုပြောမလဲ proof ပေါ့နော်ကိုတက်သေးပြမယ်အပိုင်းအဲ့ဒီတက်သေးပြမယ်အပိုင်းကိုပဲကျွန်တော်ဦးစားပေးပြီးမှပေါ့နော်တကယ် worthy ဖြစ်ပြီးထိုက်တန်ပြီးတက်သေးပြပြီးတက်သေးထူပြီးဆိုရင်တော့အကုန်လုံးအားလုံးပေါ့နော်အပြန်အလှန်ကြိုးရှိတဲ့ဘက်ကိုကျွန်တော်တို့သွားရမယ်သွားနိုင်ရမယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့မြင်ပါတယ်အဲ့မှာကျွန်တော်နေ့အချင်းတွေကိုစနေရပုံစံမျိုးယူချင်ပြီးတော့မှထိုင်းရှင်ပြချင်တာဥပမာကျွန်တော်တို့စကားစားနဲ့တော်လှန်ရေးအင်အားစုတွေနဲ့စပွဲပေါ်မှာညှိနှိုင်းတဲ့စနေတွေဖြစ်ရင်တေချာတာကတရုတ်ရဲ့ကိုကျိုးရှိပွားအပေါ်အခြေခံတဲ့နိုင်ငံရေးရလဒ်ထွက်နိုင်ခြင်းအင်မတန်များတဲ့စကားလည်းတူရည်တည်ပေးမယ်နောက်ပြီးမှတကယ်အင်အားကောင်းတဲ့ရှမ်းမြောက်ကလည်းနဲ့ကန်တိုင်းသားလည်းနဲ့ကန်တွေကလည်းတရုတ်ရဲ့စိတ်ဝင်စားမှုကိုတနေ့တပုံဒါထောက်ခံကြမှာပဲဆိုတဲ့ဟာမျိုးပေါ့နော်တိုးတော်ဒီဒေါ်လာရှိအင်အားစုဖက်ကဆိုရင်အဲ့လိုပုံစံစကားစားနဲ့ EAO တချို့နဲ့ပူးပေါင်းပြီးမှဒါတရုတ် interest ကိုရည်တည်ပေးမယ်ဆိုရင်ကျွန်တော်တို့လူချင်းတဲ့ Federal Democracy တောင်မှနှိတာရပြပြဝရနိုင်ချေလာတအားနေတယ်ဆိုတဲ့စနေတွေတခုရှိမှာပေါ့နော်။နောက်အဲ့မှာဆိုလေအိန္ဒိယကမြန်မာနိုင်ငံမှာဖြစ်စေချင်တဲ့နိုင်ငံကြီးစနစ်ပေါ့အထူးသဖြင့်အိန္ဒိယအနေနဲ့ Democracy ပါတနာနိုင်ငံလူချင်းမှာပဲဖြစ်ချင်တဲ့ဟာတွေကတကယ်အပြည့်အဝရနိုင်မှာမဟုတ်အဲ့ဒါစနေတွေတခုနောက်ဒုတိယစနေတွေတခုကကျွန်တော်တို့စကားစမရှိတဲ့ကျွန်တော်တို့နိုင်ငံကြီးခင်းချင်းကျွန်တော်တို့ထိုင်ကြတော့မယ်ထိုင်ကြတော့တဲ့အချိန်မှာတရုတ်ကတော့ဒါတိုင်းသားလက်နဲ့ကန်အဖွဲ့ရှိသူနဲ့ဒါနိစတဲ့အဖွဲ့အင်အားကြီးတဲ့သူတွေရှိတယ်အတူတော့ဒီအိန္ဒိယဖက်ချမ်းမှာဆိုရင်တော့အိန္ဒိယကလက်တွေ့ကြနဲ့စနစ်တကျသူ train ထားတဲ့ဟာလည်းမရှိသလိုသူ people to people support အချင်းချင်းပေးတာကလွဲလို့ဒါအိန္ဒိယကမူအပေါ်ချေခံပြုမှရရှိလက်တွေ့ဖို့အတွက်ဆွေးခေါ်ထားတဲ့တိုင်းသားလက်နဲ့ကန်လေးမရှိဘူးတော်လှန်ရေးအဖွဲ့အတိလည်းမရှိဘူးအခု loss ဒီ NUG တို့ဟာမျိုးနဲ့တော့မဆက်ဆံရှိကဒါမရှိတလောက်ဖြစ်နေတဲ့အနေအထားဖြစ်တယ်ဆိုတော့တကယ်ဒီတော်လှန်ရေးအင်အားစုတွေတီးတန့်ပဲဆွေးနွေးတော့မဲ့နိုင်ငံကြီးအခင်းချင်းစနေတွေတခုလိုင်းအောင်မှအိန္ဒိယကသူ့အနေနဲ့မြန်မာနိုင်ငံကြီးအပေါ်မှာဒါဒီလိုဖြစ်တဲ့ဆိုတဲ့ဟာမျိုးအကြံပြုခွင့်တောင်မှရနိုင်ချေအလားလာတအားနေတယ်အိန္ဒိယအနေနဲ့အခုချိန်မှာအနည်းဆုံးဒါလူသားချင်းစာနာထောက်ထားမှုလောက်ဟာမျိုးချင်းတို့စကိုင်းတို့ဟာမျိုးကိုဖွင့်ပေးတဲ့ဟာမျိုးမဖြစ်သင့်ဘူးလားအိန္ဒိယကိုပွင့်လင်းလေးနဲ့အချက်တချို့ကိုဒါအကြံပြုနိုင်မယ်ဆိုရင်တော့ဘယ်လိုဟာမျိုးအိန္ဒိယအနေနဲ့အခုချိန်မှာခြေလှမ်းသိပြီလို့ထင်တာပထမ scenario ဖြစ်တဲ့တရုတ်လည်းပါလာမယ်စကားစားလည်းပါဝိုင်းညှိကြမယ်ဆိုတော့ဒါလည်းဖြစ်နိုင်တယ်ပေါ့လေစကားစားလုံးဝမရှိတော့ဘူးတော်လှန်ရေးဖွဲ့စည်းတွေပဲကျွန်တော်တို့ပြန်ထိုင်ကြမယ်ပေါ့နော်တိုင်းရင်းသားတွေပေါ့နော်ဖြစ်တော်လှန်ရေးအားဆိုတော့အကုန်လုံးဝိုင်းစုပြီးမှထိုင်ကြမယ်မြန်မာနိုင်ငံရဲ့နာဂပြည်ထောင်စုနိုင်ငံတော်အသစ်တစ်ခုပေါ့နော် Federal အသစ်ဖြစ်တော်မယ်ဆိုရင်တစ်ဖက်ကပြန်ကြည့်မှာကအဲ့လိုမျိုးတာဆူပြီးဆိုရင်တော့အိန္ဒိယတော့ကျွန်တော်တို့ကတော့ဘာမှတော့အကြံပေးစရာမလိုတော့တော်တော်မြန်ဆန်ကိုလာကွင်းပါလေနော်ငါနောက်ကြတော့မှာပဲဆိုမှပြန်လာကူမတင်တယ်အဲ့လိုမျိုးကိုဒါသူတွေ့ရပြီဆိုရင်ပေါ့လေအဲ့ဒီ scenario မရောက်လာခင်ကိုပဲအိန္ဒိယတော့အပြေးရောက်လာမှာပဲထင်တယ်ဟုတ်ကဲ့ဆောနာဆရာဆွေးနွေးတဲ့ချိန်မှာလည်းတစ်ဖက်မှာဒါတော်လှန်ရေးအားစုတွေကြားမှာဒါစနစ်တကျချိတ်ဆက်မှုအားနည်းနေသေးတဲ့ဟာတွေကလည်းဒါ
အတွင်းမှာရှိနေတယ်အဲ့ဒီပေါ်မှာနိုင်ငံတကာကတော့တိတ်ယုံကြည်မှုမရှိနိုင်သေးတဲ့အနေအထားဖြစ်နိုင်တယ်ဆိုပြီးမှဆရာသုံးသပ်တယ်ဒါပေမဲ့ဆရာကအတွင်းလူဖြစ်တဲ့ခါကျတော့အဲ့ဒီပေါ်မှာဆရာဖြစ်နေတဲ့ဒီကြီးရတယ်လို့ကုကတော့ confidence ဘယ်လောက်ရှိတယ်လဲပေါ့နော်ဆိုတော့နိုင်ငံတကာအနေနဲ့အဝေးကနေမြန်မာနိုင်ငံတော်လှန်ရေးအင်အားစုတွေကစကားစပြိုလေးသွားရင်တော်လှန်ရေးအင်အားစုတွေအခြေစိမမိဘဲနဲ့တိုင်းပြည်ပြိုပြေးဖြစ်နိုင်ချေရှိတယ်ဆိုတဲ့ဟာမျိုးသုံးသပ်မှုတွေလည်းရှိတယ်အဲ့ဒီပုံမှာဘယ်လိုတုံ့ပြန်ချင်တာလဲဆရာကူတိုင်လည်းသုံးသပ်ထားတဲ့အထက်မှာပါတဲ့ခါကျတော့အဲ့ဒီပုံမှာကိုင်းတွေဖြစ်ရှိနိုင်ဖို့အတွက်ယုံကြည်မှုဘယ်လောက်ရှိတယ်လဲ ကိုဒေတာနဲ့ကိုတော့ယုံကြည်မှုပြည့်ပါရှိပါတယ်ဘာလို့လဲဆိုကျွန်တော်ဒီဒေတာအတွင်းကိုမင်းတပ်မြို့ပေါ်ကလွဲလို့ကြီးရွာပေါင်း195ရွာလောက်ကိုကျွန်တော်တို့ဒီ၄နှစ်တွင်းမှာတောက်လျှောက်ကင်တွဲလာတာပဲဟိုမကင်တွဲနိုင်နည်းနည်းအားနည်းတဲ့အပိုင်းတွေပေါ့နော်ချိတ်ဆက်မှုတွာလာမှုအားနည်းတဲ့ပိုင်းရှိတယ်ဒါပေမဲ့ဒီ၄နှစ်အတွင်းမှာကျွန်တော်တို့ဒေတာအတွင်းမှာတရားဥပဒေစိုးမိုးမှုရှိအောင်အုပ်ချုပ်မှုလေးဟာနယ်တွေမှာဖြစ်အောင်ပေါ့နော်ဟိုပြည်သူတွေကယုံကြည်ရတဲ့လာရောက်တိုင်တန်းတဲ့အားကိုးတဲ့အတိုင်းအတာတစ်ခုတည်းဖြစ်အောင်တော့ကျွန်တော်တို့တွာလာလောက်ကင်နေကြတာပဲဆိုတော့အခုဆိုရင်ဟိုစကားစတာတောက်လျှောက်ပုံမကျဲနေဘူးဆိုရင်ကျွန်တော်တို့လည်းတကယ်ဇန်လေတွာလာစီပင်လေပတ်လို့ဆရာအလုပ်တွေရှိမှတယ်ပုံကြီးရှိတယ်ကျွန်တော်လုပ်မှာပဲဒီကဲသတင်းထုတ်တကိုယ်တိုင်လာတွာလာမေးမြန်းကျွန်တော်တို့မှာအားနည်းချက်တွေလည်းအများကြီးရှိတယ်အားသာချက်တွေလည်းအများကြီးရှိတယ်အဲ့ဒါတွေကိုလို့ဟိုမှန်ကန်ပွန့်ပွန့်လင်းလင်းပြောဆိုဆွေးနွေးပြီးမှအဲ့ဒါတွေကိုကျွန်တော်တို့ကကြော်လွှားနိုင်ဖို့ဖြည့်ရှင်းနိုင်ဖို့အကူအညီတွေလည်းလိုတယ်ငွေကြေးကူညီနည်းပညာကူညီအကုန်လုံးအရင်းမြစ်ကူညီတဲ့တခါတခါကျွန်တော်တို့ဟိုအားနည်းချက်တွေဆိုတာဖြည့်ရှင်းဖို့ကြော်လွှားဖို့ပိုကောင်းအောင်လုပ်ဖို့ပဲဖြစ်တယ်အဲ့လိုမျိုးကျွန်တော်တို့အနေနဲ့တော့ကောင်းကန်တွေ့တယ်ကျွန်တော်တို့မှာက data တို့မှာအတိုက်ခံနေပါတယ်ညာတွေဖြစ်ခဲ့တာအကုန်လုံးကိုတောက်လျှောက်ဖြည့်ရှင်းခဲ့ရတယ်ပြောချင်တာကလက်နဲ့အာကိုဖြည့်ရှင်းခြင်းနဲ့ဟိုဘယ်လိုပြောမလဲအဖွဲ့အစည်းပုံရိပ်ကိုကျိုးအတွက်အသုံးချခြင်းနဲ့မထင်ရဆိုင်ခြင်းနဲ့ဆိုတာမျိုးတွေကိုကျွန်တော်တို့ကပုဂ္ဂိုလ်ရေးရဖြည့်ရှင်းဆွေးနွေးညှိနှိုင်းလို့မရတော့တဲ့အဆုံးကျွန်တော်တို့ဟိုစီကံရအရေးယူရမယ်ဘာပဲညာမယ်ဆိုတာမျိုးတွေတင်းမာမှုတွေအကုန်လုံးကြော်ဖြတ်ခဲ့တယ်ပေါ့လေအောက်ပြအောက်ရွာမှာအဲ့လိုမျိုးမကြော်ဖြတ်သေးဘူးပြဿနာရှိတယ်ဆိုအားလုံးတော့သိလာပြီဒါမှမဟုတ်အကြောင်းမျိုးအဲ့ပြဿနာပါဆက်ကပြောရုံနဲ့ပြောတယ်အဲ့ဒီပြဿနာကိုပါဆက်ကပြောရုံနဲ့တော့ပြဿနာပြေလည်တော့မှာမဟုတ်ဘူးလက်တွေ့ကြကြကန်ထွယ်ဖြည့်ရှင်းဖို့ပိုင်းမှာကြတော့သူလုံးလုံးငါလုံးလုံးဟိုကလွှတ်မတရားလွှတ်မလို့ဖြစ်နေကြတယ်ပေါ့နော်အဲ့လိုမျိုးချက်တွေကိုကြည့်ချင်းအဖြစ်တော့နိုင်ငံတကာတော့ယုံကြည်မှာမဟုတ်ဘူးဒီနိုင်ငံရေးမှာဖြတ်လန်းမရှိဘူးလို့ကျွန်တော်တို့ယုံကြည်တယ်ရီဒိုနီလာနဲ့ပေါ့ကြီးပွားစီရဖြတ်လန်းမရှိဘူးဒါကစနစ်တကျအောက်ချန်တဖြည်းဖြည်းတိဆောက်လာတဲ့တော့တဖြည်းဖြည်းတစ်ဆင့်တိဆောက်လာမဲ့ဟိုဒီမဟာမိတ်ဒီနဲ့တကွယုံကြည်တိုင်းပဲလှုပ်လာဟာမဲ့ဟာပဲကျွန်တော်တို့ယုံကြည်တာပေါ့နောက်ဆုံးပိုင်းအနေနဲ့ကျွန်တော်မေးချင်တာကအခုလောလောဆယ်ဆရာသုံးသပ်ချက်ထဲမှာနိုင်ငံတကာရဲ့အမြင်ကလည်းကျွန်တော်တို့ပေါ်မှာတိတ်ပြီးတော့မှအမြင်မကြည့်သေးတဲ့ဟာလည်းအရင်ကြီးမမှားဘူးကျွန်တော်တို့ကလည်းပြင်ဆင်ရှာများတယ်ဆိုတော့ရှူတောင်းကလည်းပါတဲ့ခါကျတော့မြေပြင်မှာလည်းဥဆောင်နေတဲ့သူဖြစ်တဲ့ခါကျတော့တော်တော်လေးမှတ်ယူရှာဖြစ်တယ်ပြီးတော့တစ်ဖက်မှာတော်လှန်ရေးကဒီတိုင်းတာထိသွားမလဲဆိုတဲ့ဟာကပြောလို့မရသေးပေမဲ့အရင်ကြီးအခွင့်အလမ်းကောင်းတဲ့ဟာတွေရှိနေပြီဆိုတဲ့ဟာလေးဆွေးနွေးသွားတဲ့ခါတော့တစ်ဖက်မှာခွန်အားရဆက်စီတယ်ဆိုတော့ဆရာနဲ့နောက်ဆုံးပိတ်အနေနဲ့ကျွန်တော်တို့ဒီပြည်သူတွေအခုချိန်မှာတော်တော်လေးလည်းမောလာတဲ့သူတွေလည်းရှိပြီဒါပေမဲ့တချို့ကတော့ဒါပို့ပြီးတော့မှကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေအချင်းချင်းကြားမှာနည်းနည်းမပြေမလည်ဖြစ်တဲ့ဟာတွေပေါ်မှာစိုးရင်စိတ်တအားကြီးလွန်ပြီးတော့မှစားကားစားလည်းမထုတ်ခံပဲနဲ့ငြင်သွားပြီးတော့မှပုံသွားတဲ့သူတွေပုံစံမျိုးဒီအခင်းချင်းဟာမျိုးတွေလည်းကျွန်တော်တို့မြင်နေရတယ်ဆိုတော့ဒီဟာတွေအားလုံးကိုစိုးရင်စိတ်မရှိဖို့ပေါ့နော်ဘလို့ခွန်အားပေးချင်တာလဲဆရာအနေနဲ့ဆိုတော့ green chat တကယ်ပေါင်းနေတဲ့သူဖြစ်တဲ့ခါကျတော့ဒီဟာနဲ့ဘယ်လိုသင်ခန်းစာယူကြမလဲနောက်နိုင်ငံတကာတွေကလည်းကျွန်တော်တို့ကိုဖြည့်လှူရှုထားတယ်လို့ဖြစ်တဲ့ခါကျတော့ဒီပေါ်မှာတော်တော်လေးစကားစကငလင်ဖြစ်ပေါ်ပြီးနေပိုင်းဒီနိုင်ငံတကာခေါင်းဆောင်တွေနဲ့တွေ့လာတဲ့အချိန်မှာစကားစကားလေးပိုရက်ဆက်လာတယ်အဲ့ဒီပေါ်မှာစကားစကိုနိုင်ငံတကာအသိမပြုလာပြီဆိုတဲ့ယူဆချက်တွေလည်းရှိလာတဲ့ခါကျတော့ဒီပေါ်မှာပြည်သူတွေရဲ့စိတ်ကအမျိုးမျိုးဖြစ်ကုန်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တော်လှန်ရေးဥဆောင်တဲ့သူတွေထဲမှာတော့မှတချို့အသုံးသက်ချက်တွေ social media မှာထွက်လာတဲ့ပုံမှာနည်းအာရော့သွားတဲ့ဟာမျိုးတချို့လည်းရှိတယ်ကျွန်တော်တို့မြင်နေရဆိုတော့ဒီပုံမှာခြုံငုံတို့မှဆက်နေတဲ့ဒီဟာကိုအခွင့်အလမ်းပုံစံမျိုးဘယ်လိုပြန်သုံးချမယ်ဘယ်လိုအားပေးချင်တာပြည်သူတွေနိုင်ငံတနိုင်ငံနှီးပါစစ်တပ်ကြီးကို run ရတဲ့ဟိုစကားစအတွက်နိုင်ငံတကာကူညီတက်ဒေါ်လာတန်100ကျော်ဆိုတာကဘလောက်မှအရာထင်မှာမဟုတ်ဘူးငလျင်ထုတ်တဲ့ကြားတွေကပုံထက်ကျင်းနေတယ်ဘလို့ဖြစ်နေတယ်ဆိုတာကိုနိုင်ငံတကာပိုတီးသွားတယ်ပုံမြင်သွားတယ်ဆိုတော့တချို့နိုင်ငံတွေဆိုရင်မြန်မာနိုင်ငံကိုကူညီပေးမယ်ဒါပေမဲ့စကားစလက်ထဲကိုလုံးဝမရောက်အောင်စကားစတဆင့်မဟုတ်ဘဲနဲ့ကိုပဲပြည်သူတွေထဲကိုရောက်အောင်ကိုပဲကျွန်တော်တို့ကူညီပေးမယ်ဆိုရင်မှာ boarding ထုတ်ပြောလာတဲ့နိုင်ငံတွေရှိတယ်လေနော်
အဲ့လိုမျိုးတွေအစားကျွန်တော်တို့အတွက်ကမ္ဘာမီဒီယာရှေ့မှာရောက်လာတယ်စကားစားရက်ဆက်ပုံကိုလည်းပြည်သူတွေအဲ့နိုင်ငံတကာမျက်ဝန်းထင်ထင်မြင်တွေ့လာရတယ်ပြီးတော့မှဟိုတချို့အခြေအနေတွေကိုရှင်းရှင်းလင်းလင်းမြင်လာတယ်ပေါ့နော်ကြည့်တဲ့တပတ်လောက်ကဖြစ်မယ် Al Jazeera နဲ့ကျွန်တော်တို့ဇော်မဲလုံးတွေပဲခေါ်တာကျွန်တော်တို့နာမည်ချင်းတော့မေ့နေပြီအဲ့လိုဆိုတော့ပိုချုပ်ဇော်မင်းထွန်းတင်ပါတယ်သူတဲ့ပြောတော့မှလည်းကြည်ပါသူတို့ပစီကြီးကိုပုံကျဲလိုက်တယ်ဆိုတော့ပစီကြီးမှာကလေးတွေအများကြီးတည်တယ်ဆိုတော့အဲ့ဒါတွေရောဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကျဲတာပဲတဲ့တင်ပါပဲတဲ့အဲ့ဒီကလေးလေးတွေကသူအချမ်းဖက်တင်နဲ့ဆက်ဆက်နေလို့ပါတယ်ဆိုတော့သူတို့ရဲ့အုံနောက်တွေစဉ်းစားကြည့်လေနှစ်နှစ်သုံးနှစ်ကလေးတွေကဘလို့လို့အချမ်းဖက်နဲ့သွားဆက်ဆက်မှာလဲဘလို့နှစ်နှစ်သုံးနှစ်ကလေးတွေကဘလို့လို့အချမ်းဖက်ကိုထောက်ပတ်မှာလဲဒါပေမဲ့ကျွန်တော်တို့ကျဲတယ်ဆိုတာတရားတယ်ကျွန်တော်တို့ကျဲမှာပဲအဲ့ဒီကလေးတွေကအဲ့ဒီလူတွေကအချမ်းဖက်နဲ့ဆက်ဆက်နေလို့ပဲအချမ်းဖက်နဲ့ပူးပေါင်းလို့ပဲဒီလိုမျိုးသူတို့ပြောဆိုတဲ့ဟာတွေကိုပေါ့နော်ကမ္ဘာမီဒီယာပေါ်မှာတွေ့တာမြင်လာတယ်သူတို့ရဲ့အမြင်မှာကကျွန်တော်တို့တအားပုံကျဲလို့ကျွန်တော်တို့ပဲကြောက်သွားမယ်ကျွန်တော်တို့ပဲဆက်မတော်လှန်တော့ဘူးလို့ပဲထင်နေသလားမသိဘူးပေါ့နော်ကျွန်တော်တို့ဟာပြည်သူတွေတအားပင်ပန်းနေပါပြီစိတ်ကောင်စီနဲ့လက်ဝါးချင်းချိန်ပြီးမှပဲလက်ဆွဲနှုတ်ဆက်ပူပေါင်းအောင်လို့မရဘူးလေဟိုကျွန်တော်တို့ပြည်သူတွေပင်ပန်းနေပါပြီစိတ်ကောင်စီကတော့မကြည့်ရတော့ပါဘူးဆိုပြီးမှဟိုပုံတွေထပ်မကျဲတော့မှမျိုးလက်နဲ့ချင်းမပြည့်တော့မှမျိုးရွာမိရှို့တော့မှမျိုးမလို့တမ်းပြမှာမဟုတ်ပဲကိုဆိုတော့ကျွန်တော်တို့မှာကဟိုပင်ပန်းနေပြီအာရော့နေပါပြီမောဟိုက်နေပါပြီဆိုပြီးမှတော့ဟိုအနာယူခွင့်ခဏနားလိုက်ဖို့ထွက်သွားဖို့ရှောင်ဖယ်ဖို့နည်းနည်းလွယ်ကဲဖြစ်ပေါ့နော်ဥပက္ခပြုလိုက်လို့တော့မရဘူးဆက်ပြီးမှသွားမှာပဲဆက်ပြီးရုံးကမှာပဲပြီးတော့မှကျွန်တော်တို့ဒီလောက်ဘလောက်မှောင်မိုက်ခဲ့တယ်ဆိုတော့နောက်တော့ဘလောက်လင်းဖို့အတွက်လောင်စာတွေပဲဖြစ်မှာပါဥပမာဥရောပတို့ပါလဲကြည့်ပါဒီလောက်ဂျပန်တို့ပဲကြည့်ပါကိုရီးယားတို့ပဲကြည့်ပါဒီလိုမျိုးငရဲတွေကိုကြော်ဖြတ်ခဲ့ပြီးမှပဲကောင်းကင်ကိုရောက်တဲ့အပိုင်းပေါ့နော်ဆိုတော့ကျွန်တော်တို့လည်းကျွန်တော်တို့ဖြတ်တန်းခဲ့ရတာတွေပေါ့နော်သမိုင်းကိုကြည့်မယ်ဆိုရင်စစ်ကောင်စီကိုဖြုတ်ချဖို့မြစ်ချဖို့ဒီလောက်ခွန်ကြီးတစ်ခါမှမနှိစက်ဘူးဆိုတော့ကျွန်တော်တို့တလောက်နေမြေတွေထိန်းချုပ်လာပြီတလောက်ချင်းချုပ်နိုင်ပြီစကားစတလောက်ရိုင်လဲနေလောက်တလောက်အောင်မြင်မှုရပြီးမှတော့ဒီခွန်ကြီးလက်ထက်နဲ့လွတ်ကျသွားလို့ပေါ့နော်လက်ကြားထက်ကလည်းကြာတော့ရေတော့လုံးဝဖိတ်ခံတော့မရစစ်ကောင်စီကလီကတစ်၄ထစ်၅ထစ်ကိုဘယ်တော့မှတော့မကြော်တော့ဘူးလီကတစ်၃ထစ်၄ထစ်လောက်တောင်မှရောက်မလာနိုင်ဘူးလို့သူတို့လုံးဝထင်ခဲ့တာအခု9ထစ်10ထစ်တောင်ရောက်နေပြီပေါ့နော်ဆိုတော့တကယ်စိတ်ကောင်းစရာတကယ် threshold ပေါ့နော်တကယ် threshold ကိုကြော်ပြီးမှအသေးအတန်ဖြစ်နေပြီလို့ကျွန်တော်တို့မြင်တယ်ကျွန်တော်လည်းအသေးအတန်ပဲသူတို့လည်းအသေးအတန်ပဲဒီ domino effect ကစနေပြီလေနော်တောက်လျှောက် line နဲ့ line နေပြီလိုက်နေပြီဆိုတော့ဒီ domino မပြီးသေးဘူးဒီ domino effect ဒီနောက်အတိုင်းအတာတစ်ခုတည်းဆက်ရောက်သွားပြီဆိုရင်ကိုဂျမာကိုပါတီခွန်ဆိုလက်ထက်ကောင်းရောက်လာမှာပဲတကယ်တရားဥပဒေစိုးမိုးတဲ့ဒီသူတွေတကယ်လိုလားတောင့်တတဲ့အချင်းချက်ချစားမှုကင်းတဲ့တကယ်အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးတိုးတက်တဲ့ပြည်ထောင်စုတည်တစ်ခု society တခုဆိုတာကျွန်တော်တို့ရဲ့ revolution 2.0 ဖြစ်မှာပေါ့အဲ့လိုတော့မြင်ပါတယ်ခင်ဗျအိန္ဒိယကချန်စီယုခပ်ပြီးတော့မှသူ့နေဆက်လုံးကျူကြီးကိစ္စအကြောင်းပြပြီးမှချန်စီယုခပ်ဖို့လုပ်နေတယ်ဒီချန်စီယုခပ်ဖို့ဆိုတာကလည်းသူ့နိုင်ငံသားတွေကိုတိုင်ဆန့်ကျင်နေတဲ့ဟာဖြစ်တယ်ပေါ့နော်ဒီချန်စီယုခပ်ထားတဲ့ဖို့အတွက်ဆိုရင်လည်း billion 3 to 5 billion ကုန်ကြနိုင်တယ်ဆိုမှခံမှန်းချက်ဖြစ်တယ်အိန္ဒိယရဲ့စီမံချက်ကဆရာမြင်မှာပေါ့နော်အဲ့ဒီထက်ပိုကောင်းတဲ့ဒေါ်လာကြီးအရဆိုတဲ့လက်တွေးပြီးမှလှုပ်ဆောင်တဲ့ဟာမျိုးတခြားပိုကောင်းတဲ့ရွေးချယ်စရာအိန္ဒိယမှာရှိတယ်လို့ထင်တာအဲ့ဒီပေါ်မှာနည်းတုံးတပိတ်ပါဒီနေတာကောင်းကောင်းတည်ငြိမ်မယ်ကိုယ့်နဲ့ကိုတောက်လျှောက် trade တွေလည်းပတ်နေမှာဆိုရင်မီဇိုရမ်ကိုတကူးတကသွားမဲ့လူဒီဘောနော်အဲ့ဒီ net set ကိုတကူးတကဖြတ်ကျော်မဲ့လူတယောက်မှမရှိဘူးတစ်ဖက်ကတော့ဒီ culture အရာဟို ethnic အရာပေါ့နော်ဒီဘာသာရေးအရာပေါ့နော်ကုလူမှုတော့ရှိမှာပဲဒါပေမဲ့ဒီဖက်ကနိုင်ငံရဲ့အခြေအနေကောင်းပြီဆိုတာနဲ့အတင်ကိုဟိုအပြန်အလှန်ကဟိုဖက်အိန္ဒိယမှာလည်းခုနလိုမျိုးစိုးရိမ်မှုတွေရှိမှာမဟုတ်ဘူးဆိုတော့အိန္ဒိယကမွေးရစေဝါကိစ္စနဲ့ပတ်သက်ပြီးမှစိုးရိမ်တာရှိတယ်ဆိုရင်ဒီချင်းပြည်နယ်အတွင်းကဥမာဆိုပါစို့ကျွန်တော်တို့ PDF Zolan လိုမျိုးပေါ့နော် local authority နဲ့ချိတ်ဆက်ပြီးမှ crowd control ပါတယ်ညာလို့ဖို့အတွက်ဒီပိတ်ဆံကိုအားကြီးဟိုအိန္ဒိယပြည်သူတွေတကယ်လည်းအကျိုးရှိအောင်အသုံးစရာတွေအများကြီးရှိတယ်ပေါ့နော်အိန္ဒိယနယ်စပ်ဘက်ကိုရောက်လာတဲ့ဘေးဒုက္ခတွေတွေပေါ့သူတို့ကိုတတ်နိုင်တဲ့များကူညီတဲ့အပိုင်းဒါမှမဟုတ်တော့မှဒီအိန္ဒိယနယ်စပ်တွင်းမှာရှိတဲ့ဒီမီဇိုရမ်နယ်မှာရှိတဲ့ကြက်တဲနေတဲ့ဒီမီဇိုရမ်ပြည်နယ်သူပြည်ဒေသတွေကိုပဲကောင်းကန်ဒီငွေတွေကူညီလိုက်ခြင်းအပြင်သူတို့မှာပေါ့နော်ဒီထက်ပိုအများကြီးအကျိုးကျေးဇူးရနိုင်စရာအများကြီးရှိလို့ကျွန်တော်တို့မြင်တယ်ပြည်နယ်အတွင်းမှာရှိတဲ့ဟာတွေကပြည်နယ်သူပြည်နယ်သားတွေကတော့မှလက်မခံမနဲ့ကန့်ကွက်နေတယ်ဆိုတာကတွက်ချက်မှုလွဲမှားတဲ့ဘသူကမှအကျိုးမရှိစေတဲ့အထောက်အကူမပြုစေတဲ့ဟိုလောက်ရပေါ့နော်ငွေကြေးသုံးစွဲမှုတစ်ခုလိုပဲမြင်ပါတယ်အခုဒီကျွန်တော်တို့ဒီပြောကြလာတာတွေ့တယ်အာဆီယံဥက္ကဋ္ဌကဆက်ရှိကောင်စီနဲ့တွေ့တယ်ဒီမှာလဲငင်းချင်းကိစ္စဟာမျိုးတွေသူတွန်းနေတဲ့ဟာတွေရှိတယ်လို့ကျွန်တော်တို့ကြားထားရတယ်ပေါ့နော်။နောက်နိုင်ငံတွေနဲ့တရုတ်နဲ့ဒီ
ကိုနားလေမှုယူပြီးမှဒီဒေါ်လာကြီးအင်အားစုတွေကိုစပွဲဝမ်းပေါ်အတင်းရဓမ္မဆွေးခေါ်ပြီးမှဆွေးနွေးစေတဲ့ဟာမျိုးတွေပါလေဖြစ်လာနိုင်ချေလားရှိတယ်ဆိုတဲ့ဟာမျိုးတကယ်လို့အဲ့လိုဖြစ်လာတယ်ဆိုရင်လက်ခံမလားဆိုတဲ့မိခွန်းကြီးရှိနေတယ်ပေါ့နော်ဆရာအနေနဲ့ကောအဲ့လိုဟာမျိုးအခင်းချင်းဖြစ်လာတယ်ဆိုရင်ဒါဆရာကိုစားပြတဲ့ CB ကတော့ရဲ့အမြင်တော်ละကောင်းဆရာရဲ့ပို့ကိုရဲ့အမြင်တော်ละကောင်းဘယ်လိုပုံစံမျိုးအဲ့လိုအခင်းချင်းဟာမျိုးလက်ခံဖို့သိမလားလက်ခံဖို့စဉ်းသင့်ဖြစ်မလား အနောက်အုပ်စုတွေတရုတ်တရားဝိုင်းမှာ pressure ပေးမှာပေါ့နော်အဲ့လိုမျိုးဆွေးနွေးမယ်ဆိုရင်တော့မှသူ့အခြေအနေကို तू မသိဘဲနဲ့ဆွေးနွေးခံမှာမဟုတ်ဘူးထင်တယ်ဒါငါတနိုင်ငံလုံးဆက်လက်ဝအုပ်ထားမယ်အကုန်လုံးဗမာပိုင်မယ်အကုန်လုံးစစ်တပ်ပိုင်မယ်တိုင်းရင်းသားတွေပြည်နယ်တွေပါတယ်ညာတွေအကုန်လုံးငါပိုင်မယ်ငါယူရမယ့်နေရာပဲငါရတဲ့နေရာပဲငါဘယ်သူမှမပေးနိုင်ဘူးဘယ်လို့မှရှော့မပေးနိုင်ဘူးဆိုတော့ကောင်းမှမှုမျိုးပဲဖြစ်မှာတကယ်လို့ NUG တို့တော်လှန်ရေးဖွဲ့စည်းရပေါ်အတိုင်းအတာတစ်ခုထိဆွေးနွေးချင်နေဆိုရင်တော့မှပေါင်းစပ်ညှိနှိုင်းဖို့စေပွဲဝိုင်းထူထိုင်ဖို့ခက်မယ်လို့တော့ကျွန်တော်မြင်ပါတယ်